အားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ဒီချီရိုကမြန်မာနိုင်ငံလေးစိတ်ကနေမှစင်ကာပူနိုင်ငံမှာကျင်းပမယ် EIS ရဲ့ဆမဝဲကြီးကိုဖြည့်ဆို့ရန်အတွက်အခုဆိုရင်စင်ကာပူနိုင်ငံလေးစိတ်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်ဒီချီရိုကဆမဝဲကြီးကိုဖြည့်ဆို့ဖို့အတွက်တလကြိုတင်ပြီးတော့အော်ကက်စထရာတွေကနေမှတွားရောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီ EIS ရဲ့ဆမဝဲကြီးကတော့စက်တင်ဘာလမှာကျင်းပမှာဖြစ်ပါတယ်ရှင်။ EIS ရဲ့ဆမဝဲကြီးကိုစင်ကာပူနိုင်ငံမှာရှိတဲ့နီးပညာကောလိပ် Polytechnic မှာဆမဝဲခန်းမကြီးမှာကျင်းပခဲ့တာဖြစ်ပါတယ်။ EIS ဆိုတာကတော့ Admission Exercise for International Student ရဲ့ဆိုပြီးတော့မှအတူကရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။နိုင်ငံတကာမှာကျောင်းသားများစင်ကာပူရဲ့အစိုးရကျောင်းများသို့တက်ရောက်နိုင်ရန်ဖြည့်ဆို့ဖို့စီစဉ်ပေးထားတဲ့အဓိက main ဆမဝဲကြီးပါ။ EIS ရဲ့ဆမဝဲကိုတော့ Vietnam, တရုတ်, India, ကိုရီးယားစတဲ့နိုင်ငံပေါင်းစုံမှာကျောင်းသားများတက်ရောက်ဖြည့်ဆို့ကြပါတယ်ရှင်။ဆမဝဲလာရောက်ဖြည့်ဆို့တဲ့ကျောင်းသားတွေကလည်းနှစ်စဉ်နှစ်တိုင်းရာကျော်ရှိပါတယ်။အခုမြင်တွေ့ရတဲ့အတိုင်းပဲနိုင်ငံတကာကနေမှလာရောက်ဖြည့်ဆို့ကြတဲ့ primary level, secondary level ဆိုပြီးတော့မှ level နှစ်ခုပေါ်မှာမူတည်ပြီးတော့နိုင်ငံတကာကလာရောက်ဖြည့်ဆို့ကြတဲ့ EIS ဆမဝဲကြီးပဲဖြစ်ပါတယ်။အခုရောက်ရှိနေတဲ့နေရာကတော့ Polytechnic ရဲ့ exam center ကြီးဖြစ်ပါတယ်။အခုဆိုရင်ကျမတို့ MMITC ကျောင်းကနေမှကျောင်းသားကျောင်းသူများကE-Center မှာဝင်ရောက် EIS ရဲ့ဆမဝဲများကိုအောင်မြင်စွာဖြည့်ဆို့ခဲ့ပါတယ်။ EIS ရဲ့ဆမဝဲများအောင်မြင်ရင်စင်ကာပူမှာရှိတဲ့ထိပ်တန်းဆိုရကျောင်းများတွင်ပညာသင်ယူခွင့် Student Pass ကိုရရှိပြီးကမ္ဘာအဆင့်မီပညာရေးအခွင့်အလမ်းများကိုရရှိလာမှာဖြစ်ပါတယ်ရှင်။